ဖို့သူတော်ဦးနုစကားပုံကြံနေတဲ့အဆက်ကလေးပြောပြပေးမလို့နံပါတ်7ကနေပြီးတော့မှနံပါတ်73အထိခါကြီးခါခွေးခငယ်ဒါလေးတွေပေါ့မတော်တာကိုလည်းမစားနဲ့အဖော်မပါပဲလဲခီးမသွားနဲ့မတော်တာကိုမြည်စားကဘေးရလို့ယောဂပွားတတ်သည်အဖော်မပါပဲခီးသွားကအရေးမလတယ်လို့တောကများတတ်သည်ခရီးကိုလည်းအပြင်းမသွားနဲ့မိကိုလည်းအကျွမ်းမထားနဲ့ခရီးကိုအပြင်းသွားကမာတတ်သည်မိကိုအကျွမ်းထားကပွားတတ်သည်ဆရာပြောသမျှကိုလည်းအပြီးမမားလေနဲ့အနာယောဂကိုလည်းမကြီးပွားစေနဲ့ဆရာပြောသမျှကိုအပြီးမားကမုတ်ချမောက်တတ်သည်အနာယောဂကိုကြီးပွားစေကဒုက္ခရောက်တတ်သည်စကားပြောပါများကစကားထဲကစာတိပြ၍မာနတကွန်ထောင်တတ်သည်ဖရာတရားဟောပါများကတရားထဲကပါဠိရ၍ဒါနအလွန်လူတတ်သည်အမျိုးဖြတ်မှအယိုးကြံရသည်တကူလျက်မှအဖိုးတံပါသည်တန္တရာလောကနဝအကျိုးပွားတိုးစေမှုအာယုံပြုလျက်ဥနုမြီခေါ်ငါတူတော်လျင်နာပြောပွဲရာဆုံးမစာကိုဓာယိကာမှတ်သားကြ၍နေညလေ့ကျင့်ကြစေကုန်လောဖို့သူတော်ဥနုစကားပုံပြီးပါပြီဖို့သူတော်ဥနုစကားပုံကတော့ဒီများလောက်ပါပဲပြီးသွားပြီပေါ့အဲ့တော့နားထောင်ကြတဲ့ပုဂ္ဂိုလ်ကြီးဒီဗီဒီယိုကိုကြည့်ပြီးကြတဲ့ပုဂ္ဂိုလ်တွေကတခြားဖို့သူတော်ဥနုစကားပုံအပြင်အဲ့တော့မှတ်သားစရာစကားပုံတွေရှိပါသေးတယ်စကားတွေဆုံးမစာတွေရှိပါသေးတယ်ရှင်မဟာသီလဝန္တဆုံးမစာတို့ရှင်မာရထဆုံးမစာတို့စကားကြီး10မျိုးတို့သင်္ဃလောဝါဒဆုံးမစာဂီဝိနည်းဆုံးမစာတာရှိဟုဆုံးမစာလူမှုရေးတန်ပေါက်ကြောက်ကြီး9လုံးရယ်ပြီးတော့ခက်ကြီးဖြစ်စု20ရယ်ဖြစ်စုဆုံးမစာဖြစ်စု20ဆုံးမစာခက်စု24ဆုံးမစာခဲစု10ဆုံးမစာအမြဲစု6ဆုံးမစာစကားဖို့စကားမစကားဆုံးတွင်ဗုဒ္ဓအကြောင်းအရာသိကောင်းစရာဗုဒ္ဓဝင်ဖျားရှိကိုတန်ဗုဒ္ဓဂါထာစာဆိုတော်ကြီးဥမင်းရဲ့12လရသည်ဝဲဗုဒ္ဓဘာသာဝင်တို့ဤအခါတော်နေ့ကြီးများအနေကစားတင်ဂါထာပဋ္ဌာန်းပါဠိတော်ပြစ္ဆုတ်ဒေသမြန်မာစကားပုံစတဲ့ဒီအကြောင်းအရာတွေရှိပါသေးတယ်အဲ့တော့နားထောင်ကြတဲ့ပုံကိုယ်တွေကအခုပြောခဲ့တဲ့ထဲကအဲ့တော့ဘာကိုနားထောင်ကြတယ်လဲရှင်မာသူလွန်တာဆုံးမစာဆိုရှင်မာသူလွန်တာဆုံးမစာလေးပြောပြပါဖေဟာအဲ့တော့ရှင်မာရထဆုံးမစာဆိုရှင်မာရထဆုံးမစာစကားကြီး10မျိုးဆိုစကားကြီး10မျိုးသင်္ဃလောဝါဒဆုံးမစာဆိုသင်္ဃလောဝါဒဆုံးမစာဂီဝိနည်းဆုံးမစာဆိုရင်လည်းဂီဝိနည်းဆုံးမတာလူမှုရေးတန်ပေါက်ဆိုလည်းလူမှုရေးတန်ပေါက်ပေါ့ကြောက်ကြီး9လုံးဆုံးမစာဆိုရင်ကြောက်ကြီး9လုံးဆုံးမစာအဲ့လိုဖြစ်စု20ဆိုရင်လည်းဖြစ်စု20ခဲစု20ဆိုရင်24ခုဆိုရင်လည်းခက်စု24ခုဆိုရင်လည်းခက်စု24ခုခဲစု10ဆိုရင်လည်းခဲစု10စသည်ဖြင့်ပြောပြကွန်မန့်မှာရေးသွားပေးကြပါเนาะဟိုကြီးဖတ်ပြောပြပေးပါမယ်